Hello အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့သူရပါဒီနေ့ကြိုရွေးချယ်ထားတဲ့ကိုတေလေးကတော့ classic ကိုတေတစ်မျိုးလည်းဖြစ်အခုဒီ international မှာတုံ့ပြန်ဝင်နေစေဖြစ်တဲ့ Jinfei ဆိုတဲ့ကိုတေလေးပဲဖြစ်ပါတယ်ခင်ဗျာဒီကိုတေလေးရဲ့ story လေးကိုလည်းအချင်းကြောက်လေးပြောပြပါမယ်1950ခုနှစ်လောက်ကပြည်နယ်ပြည်မှာအလောက်ကန်နေကြတဲ့တင်မော်တာတွေရေတပ်သားတွေဟာဗီတာမင်စီချိုးတဲ့ပြီးတိတ်ဆောင်းစေနိုင်တဲ့ယောဂတစ်မျိုးဖြစ်ပွားခဲ့ကြတယ်အဲ့ဒီချိန်တွေမှာရေတပ်ပို့ကြောင်းနေစဉ်ကရင်ကိုတံမြာရည်နဲ့ရောဆက်ပြီးတောက်တောင်သေးကြောင်ကိုအကြံပေးခဲ့တယ်တင်မောသားတွေကလည်းအဲ့လိုထော်ဆက်တောက်တောင်ပြီးတဲ့နောက်ပိုင်းမှာပြင်လေတက်တာလာခဲ့ကြတယ်အဲ့လိုတင်မောပေါ်မှာစီဝါပြေတောက်တောင်ခဲ့ကြတဲ့ကိုတေလေးကိုဂျင်ဖစ်ဆိုပြီးတော့ခေါ်ဆိုခဲ့ကြတယ်အခုနောက်ပိုင်းကာလတွေမှာတော့ဂျင်ဖစ်ကိုတကြားရည်ဆော်ရာတို့နဲ့ရောဆက်ပြီးတော့ပြင်ဆင်ခဲ့ကြတယ်ကျွန်တော်ကတော့ဂျင်ဖစ်ကို F1 နဲ့ထော်ဆက်ပြတာသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคဗီဒီယိုလေးကိုစလိုက်ရအောင်ဦးဆုံးခွက်ကိုရေခဲရိုက်တာပါမယ်ခင်ဗျာကျင်း60 ml ထည့်ပါမယ်လီမိုဂျူ20 ml ထည့်ပါမယ်စင်ပယ်ဆာရက် 50 ml ထည့်ပါမယ်အဝိုင်30 ml လောက်ထည့်ပါမယ်โอเคတွန်းချက်လေးရှိုက်လိုက်ရအောင်တွန်းချက်ရှိုက်ပြီးသွားရင်ရေခဲထည့်ပြီးတော့ထည့်ရှိုက်ပါမှာခင်ဗျာဆောဒါ60 ml လောက်ထည့်ပါမယ်ခင်ဗျာကားနစ်လေးထည့်ပါမယ်ဒါလေးကတော့ဂျင်ဖစ်ဆိုတဲ့ကော်တီလေးပဲဖြစ်ပါတယ်ခင်ဗျာဖြောက်ခိုင်းစေခြင်းနဲ့ကော်တီလေးတွေရှိရင်လည်း comment ထဲမှာမှတ်ခဲ့ကြပါခင်ဗျာကျွန်တော်ရဲ့ Facebook page တွေကိုလည်း like and follow လုပ်ပေးကြဖို့မျက်နှာရက်ခံပါလားခင်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်